ကောင်းပါဘူးဆိုတဲ့စကားလုံးဟာတင်းရဲ့နှုတ်ခေါင်းဝါမှာဘယ်တော့မှခိုတွဲလာမှာမဟုတ်ပါဘူးတင်းပါရှောင်းကောင်းမယ်သူများရှောင်းလို့မထွက်တဲ့ကုံတင်ရောင်လို့ထွက်မယ်သူများလှုပ်လို့မဖြစ်တဲ့အလုပ်တင်လှုပ်လို့ဖြစ်မယ်ပယ်နေရမှာပစ္စည်းကောင်းကိုဝယ်ယူရရှိနိုင်ပြီးတော့မှပယ်နေရမှာစေးကောင်းရနိုင်တယ်ဆိုတာတင်ကောင်းသိလိမ့်မယ်အရှောင်းအဝဲကြောင့်တင်လင်းမြန်ပဲတိုးတက်စေမယ်ဆောင်းရတီမှာအပြတ်အင်ကြီးတွေအပိုင်အင်ကြီးတွေရှောင်းတာမျိုးကိုရှောင်းမယ်။နွေရတီမှာဆိုရင်ကောင်းစွအင်ကြီးတွေကောင်းစွတွေဟိုမှာခြေအိတ်တွေလက်အိတ်တွေအဲ့လိုမျိုးတွေရောင်းတာကိုလည်းရှောင်းမယ်။ဆင်းရဲသားရက်ကွက်မှာဆိုအောင်စားရက်စူရီဆန်နဲ့ပစ္စည်းတွေရောင်းချတာမျိုးကိုလည်းတင်ရှောင်းမယ်။အဲ့ဒီလိုမျိုးလုံနေပါရဲ့နဲ့တင်ဟာစေးရောင်းမကောင်းနေပါဘူးဆိုလို့ရှိရင်တော့တင်ကိုက်နေတဲ့ဖုန်းနံပါတ်ထဲမှာအခုပြောပြတဲ့နံပါတ်အတွဲလေးကိုထည့်သွင်းအသုံးပြုကြည့်လိုက်ပါရှင်3နဲ့3တင်နံပါတ်အတွဲကိုထည့်သွင်းအသုံးပြုခြင်းအဖြစ်တင်ရောင်းပါတယ်ဆိုတဲ့ကုန်ပစ္စည်းဟာလူတွေကြိုက်တဲ့ကုန်ပစ္စည်းလည်းဖြစ်သွားနိုင်တယ်နော်တင်ပါရောင်းကောင်းမယ်တင်မှာအကြောင်းပြဆက်ကြည်ရမရှိဘဲနဲ့တဲ့လက်ထက်ကကုန်ပစ္စည်းတွေဟာတင့်စီမှာကြနေရုံထုံးစံမရှိဘူးโอเคပါနော်ဒီလိုတင့်ရဲ့စီးပွားရေးနဲ့တင့်လျော်တဲ့တင်ပါရောင်းကောင်းစေတဲ့ဖုန်းနံပါတ်ကောင်းကိုရယူပိုင်ဆိုင်ခြင်းပါတယ်ဆိုလို့ရှိရင်တော့အောက်ကဖုန်းနံပါတ်ကိုဆက်တွဲလိုက်ပါရှင့်ဖုန်းနံပါတ်ကိုပြောင်းလဲရင်တင်ရဲ့ဘဝဟာလေမောက်ချဧကံပြောင်းလဲပါမယ်နံပါတ်ပရှင်နန်းရွှေလွင်ပါ